မင်္ဂလာပါခင်ဗျာဟိတ်ဖို့နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ညမှာတော့ကျွန်တော်ဒီဘလုံးပွဲရှိပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာနှစ်ပွဲကျွန်တော် free hit ဖြစ်ပြီးတော့ဖြစ်ပါတယ်မနေ့ကဆိုရင်ကျွန်တော်ဒါ free hit နှစ်ပွဲလုံးအဆင်ပြေခဲ့တယ်ပေါ့နော်ကျွန်တော်ဒီ Brighton Body နဲ့ကိုဘောပေါ်ကတော့ကျွန်တော်ဒီဒါ YouTube မှာပေးခဲ့ပြီးတော့ Telegram Channel မှာကျွန်တော် Alaves Body ပေးခဲ့ရဖြစ်ပါတယ်ကျွန်တော်နှစ်ပွဲ free hit မှာတော့ကျွန်တော်တစ်ပွဲကိုဒီမှာပြောပြသွားမယ်နောက်ထပ်တစ်ပွဲကိုတော့ကျွန်တော် Telegram Channel မှာရွေးချယ်ပြီးတော့ဖြစ်ပါတယ်အဲ့ကျွန်တော်ကျွန်တော် Telegram Channel join လုပ်ပြီးပြောချင်ပါတယ် Telegram Channel မှာတော့ကျွန်တော်ဒီ free hit တွေရှိရ mount rate တွေရှိပါတယ်ဒီ comment link မှာ comment မှာကျွန်တော် link ရှာပေးထားပါခင်ဗျာနော်ဟိုကျွန်တော် Telegram Channel အသစ်လေး join လုပ်ဖို့အတွက်ပြောချင်ပါတယ်ခင်ဗျာနော်ဒီနေ့မှာကျွန်တော် Telegram Channel မှာတော့ကျွန်တော်ဒီ Burnley နဲ့ Man City ပွဲကိုကျွန်တော်သုံးသက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ညနေနဲ့ညဝင်းချင်းလောက်မှာကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာတော့ free tip ကိုတော့ကျွန်တော်ဒီ Burnley နဲ့Burnley နဲ့ Man City Television Channel မှာပေးမယ်ဒီမှာကျွန်တော် LG နဲ့ Atletico Madrid ပွဲကိုကျွန်တော်သုံးသက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်နော်မနေ့ကဆိုရင်ကျွန်တော်ဒါ VMA တင်နားခဲ့ပေါ့နော်ကျွန်တော် Inter Milan ပွဲကိုရွေးချယ်ပေးရမှာဒါပေမဲ့ကျွန်တော်တချို့ fighter တွေနေရတာအပြင်မှာဆော့မရတဲ့အချက်ရပြီးကျွန်တော်နောက်ထပ်စိတ်စလုံးဖြစ်နေတဲ့အတွက်ကျွန်တော်ဒီ VMA တင်နားခဲ့ပြီးတော့ Mamba နှစ်ပွဲပဲထုတ်ခဲ့တယ် Mamba နှစ်ပွဲလုံး on win ခဲ့ပါတယ် Mamba နှစ်ပွဲလုံးနိုင်တယ် VMA Mamba free hit လည်းအဆင်ပြေခဲ့ပါတယ်နော်အဲ့ကျွန်တော်ဒီနေ့မှာလေfree hit တွေအကောင်းဆုံးကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာနော်VMA တစ်ပွဲကောင်းလဲကျွန်တော်ထွက်မှာဖြစ်ပါတယ်လူချင်မှာကကျွန်တော်ရဲ့ Viber နံပါတ်09699332ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာနော် Okay အဲ့တော့စလိုက်အောင် LG နဲ့Atletico Madrid ပေါ့နော်ဒီပွဲမှာတော့ဒါထူးခြားမှုအနေနဲ့ဒါကြီးတွေကbody ဈေးကိုကူပေါင်းဈေးကိုထူးခြားမှုရှိနေပါတယ်။ဘာကြောင့်လဲဆိုရင်တော့ LG ရဲ့အိမ်ဝင် level အစိတ်ပေးထားပါတယ်။ Atletico ကိုသိအောင်နော်။ကူပေါင်းဈေး3လုံး50နိုင်ဖြစ်ပါတယ်။ပထမဆုံးပြောချင်တာတော့ဒါ body ဈေးကွက်ပေါ့။ body ဈေးကွက်မှာကဒါပထမအကြော့မှာကကျွန်တော်အဲ့ပွဲကိုကြည့်အောင်ကြည့်ရပေါ့နော်။အဲ့ရာသီအစပွဲစဉ်2-3လောက်ဖြစ်မယ်ပေါ့နော်အဲ့မှာAtletico ရဲ့အိမ်ဝင်းမှာ LG နဲ့1-1ကြခဲ့တယ်အဲ့ပွဲမှာကနှလုံး90နိုင်ပေးရအဲ့ပွဲကိုကျွန်တော်ကြည့်ရအစားဆိုအဲ့ပွဲမှာ50-50ပဲတီကိုမတော်ဘူးเนาะနှလုံး90နိုင်ပြီးရ1ရှုံးမဲ့ထားပါဦးဗျာ1ရှုံးပေါက်တယ်အဲ့မှာ1တီရခဲ့တယ်เนาะပြီးရင်ဒီနေ့မှာကတကယ်လို့ဒါကြေးတွက်နီးနဲ့ဗျာတချို့ကြေးတွက်နီးရင်တွက်မယ်ဗျာအိမ်ဝင်းအဝေးကွင်းမှာဒါ1ရှုံးပြီးအိမ်ဝင်းမှာ1ရှုံးပြီးရတဲ့အတွက်ဒါအဝေးကွင်းရောက်မှဆိုရင်ဒါ1တီပေါ့ဒီနေ့ပွဲစမှာဒါ1တီဒါ1ပေါင်း30ဘာညာရှိတဲ့တယ်လို့ပြောပြိုတွေးလိုက်မယ်ဒါAtleticoဒါဗျာအမှတ်လို့ချက်ပြင်းထန်မယ်ဒီပွဲနိုင်မှာဖလာလန်းရောင်းမှာရှိမယ်ဒါပေမဲ့ဒီပွဲနိုင်မှာယူချန်ပီယံလိဝင်ရမယ်ဆိုမယ်ဆိုရင်အဲ့ဈေးတန်းနဲ့ဖြစ်မှာဖြစ်ပါတယ်1တီတတလေးဖြစ်မှာဖြစ်ပါတယ်ဒါပေမဲ့လည်းအတန်းတက်အသိဗျာဒီအခုကလည်းဒါအဆင့်18တောင်ရောက်နေတာ LC က Atletico က4ဗျာ standing နဲ့ကြည့်မယ်တေဘယ်နဲ့ကြည့်မယ်ဆိုရင်လည်းဒီဖွင့်လှစ်မှုကြီးကတော်တော်မှားယွင်းနေတဲ့ဖွင့်လှစ်မှုကြုံမြင်တယ်အဲ့တော့ကျွန်တော်လိုက်ရှာလာပေါ့ဒီပွဲရဲ့အချက်လက်ကဘာမှားလဲပေါ့နော်ဘာကြောင့်ဒီဈေးဖြစ်နေရလဲပေါ့အဲ့တော့ကျွန်တော်လိုက်ရှာလိုက်တဲ့အချိန်မှာဒါ Atletico ရဲ့ဒါအဓိက key player Alvarez နားမယ် Alvarez ကိုဒီနေ့မှာအနားပေးမယ်လို့ကျွန်တော်သတင်းရထားတယ်ပြီးရင် Solos ပေါ့နော် Solos နဲ့ပြီးတော့ Lundman ပေါ့နော်ဘယ်တော့မှကစားမ Lundman ရင်ပြီးတော့ Hanako တို့ Koki တို့နောက်ကစားသမားများစွာဒီနေ့ပွဲစဉ်မှာပါဝင်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်တော့ဒါ Atletico ကကိုပါဒေးဖလာမှာဒါ Sociedad ကိုအရေးနှိမ့်ခဲ့တယ်ပေါ့နော်အဲ့တော့သူတို့တွေဖလာလန်ကြောင်းကဒါ Champions League တစ်လုံးပဲရှိရပါတယ်Champions League တစ်လုံးပဲရှိရတဲ့အတွက်Champions League ကလည်းဒါဒီကန်တော့မှာဖြစ်ပါတယ်အာဆင်နယ်နဲ့ကန်မှာဖြစ်ပါတယ်ပွဲချက်တယ်ပေါ့နော်အဲ့တော့သူတို့တွေကဒီဖလားရဖို့တော့ဒါနှစ်ပွဲပဲလိုရတယ်ပေါ့နော်အာဆင်နယ်ကိုဖျက်ကျော်မယ်ပြီးရင်တော့ဘိုင်ယန်မြူနစ်ဒါမှမဟုတ် PSG ပေါ့နော်နိုင်ဒါ Champions League ဖလားရမှာဖြစ်ပါတယ်အဲ့ဒါမို့ဒီ Premier ဒီနေ့ပွဲစဉ်ကသူတို့အတွက်ဘာမှအဓိပ္ပာယ်မရှိတဲ့ပွဲတစ်ပွဲလို့ပြောလို့ရတယ်ရှုံးရင်လည်းဒါသူတို့တွေ Champions League ကဝင်တယ်နိုင်လည်း Champions League ကဝင်တယ်ဗျာသိလားသူတို့အတွက်ပြိုင်ဘက်ကမရှိတော့ဘူးဒီဘီလာရီရဲ့နဲ့ပဲရှိတော့တယ်ပေါ့နော်အဲ့လိုအနေအထားမျိုးမှာကဘီလာရီရဲ့နဲ့ဒါ3-4လူရမယ်ဗျာအဲ့လိုအနေအထားမျိုးမှာကဒီကိုကဒီနေ့ပွဲစဉ်မှာ short ကန်နိုင်တယ်ဗျာ short ကန်မှာမဟုတ် short ကန်နိုင်တယ်ပြီးကျွန်တော်ပြောတဲ့အတိုင်းပဲဒါ Alvarez တို့ Solos တို့ Lundman တို့Atletico ရဲ့ goal တွေတော်များများကဒီ player တွေဆီကလာဖြစ်တယ်ဒီစားသမားတွေဒါအနားယူမယ်ဆိုရင်ဒါ Atletico ရဲ့ twin goal တွေကကျွန်တော်တို့စောင့်ကြည့်ရမယ်ဒီမှာပါတယ်အဲ့ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော် LG body ကြိုက်တယ်ပြီး LG body ကြိုက်ရတဲ့အကြောင်းရင်းတွေအများကြီးရှိသေးတယ်ဘာလဲဆိုတော့LG ကလာလီဂါမှာအိမ်ဝင်းရန်ကောင်းတယ်နှစ်ပွဲသာရှုံးနေထားဖြစ်ပါတယ်16ပွဲကံမျိုးအချိန်မှာဒါ9ပွဲနိုင်9ပွဲသေး2ပွဲသာရှုံးထားပြီးတော့ရာကိုက25ဂိုးရှိရပေါ့နော်အဲ့တော့ LG ကဗျာဒီတရားစီလုံးမှာအိမ်ဝင်း2ပွဲပဲရှုံးတာဖြစ်တော့ဒါသူတို့ရဲ့ဒီအိမ်ဝင်းစွမ်းဆောင်ယူတော့ဒါ respect ထားမှာဖြစ်ပါတယ်အဲ့ဒီချက်ရပြီးတာ Atletico ရဲ့ဒါ key player တွေမပါတဲ့အချက်ရပေါ့နော်ဒီချက်တွေအောင်စူစီပေါင်းစည်းလိုက်မယ်ပြီးတာကြေးပိုင်းဆိုင်ရမယ်ကြည့်မယ်ဆိုရင်လည်းဒီ standing ကကြည့်မယ်ဆိုရင်ဒါအဆင့်18ကအသင်းက400အသင်းကိုဒါကြေးကြောပြန်ပေးထားဖြစ်တဲ့အတွက်ဒါကြေးတွေကအများကြီးကွာဟနေတာဖြစ်ပါတယ်ကျွန်တော်အားကြောင့်မလို့ LG body ကြောင်းနဲ့ကြိုက်ပါတယ်ပြီးတာ Atletico ရဲ့ဂိုးပေါင်းစီ Atletico လို့အသင်းကဂိုးပေါင်းစီက
3လုံးသွင်းမှ4လုံးသွင်းမှအပြည့်ရမယ်ဆိုတဲ့ဈေးကကျွန်တော်တို့ဒါချန်ပီယံလိတွေပိုင်းမှာရှိခဲ့ဘူးတယ်နော်အက်တလက်တီကိုရဲ့အကျိုးပေးမှုကိုပေါင်းဈေးကချန်ပီယံလိတွေပိုင်းမှာရှိရယ်နော်ဒီလာလီဂါမှာတိတ်မရှိဘူးဗျာဒါရီယယ်တို့ဘာစီယိုနဲ့တွေ့မှဒါကဟို4လုံးဈေးအားတွေပါရှိရအခုကကိုပေါင်းဈေးက3လုံး50နိုင်ပေါ့နော်4လုံးသွင်းမှအပြည့်ရမယ်ဆိုတဲ့ဈေးကဒါအချီရဲ့သွင်းကိုတွေကိုဒါထက်တွက်ထားလို့ကျွန်တော်မြင်တယ်နော်ပြီးတာအချီကဒီပွဲကသူတို့အတွက်အသက်မကအရေးကြီးရပေါ့။ဘာကြောင့်လဲဆိုရင်တော့ဒါက32မှတ်ရတယ်ပေါ့နော်။ဒီပွဲနိုင်မှာ35မှတ်ပေါ့နော်။ဒါတန်းစင်းစုံရဲ့ဒါပြင်ပကိုရမှာဖြစ်ပါတယ်။အဲ့မှာဒီနေ့မှာသူတို့တွေအနိုင်ရရှိဖို့အတွက်ကြိုးစားလာမှာဖြစ်ပါတယ်။နော် motivation ကြည့်မယ်ဆိုရင်ဒါ HC ရဲ့ဒီနေ့ပွဲစဉ်မှာအနိုင်လိုစိတ်ပြင်းထန်မှုနဲ့နော်အနိုင်ကန်နိုင်တဲ့အချက်တွေကျွန်တော်ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်နော်ပထမချုပ်မှာလည်းဒါဒီကိုနေတဲ့ခက်ခဲကန်ခဲ့ရဖြစ်ပါတယ်နော်ဟို1-1လား2-2လားမသိဘူးเนาะကျွန်တော်မေ့ရောမေ့ပါအဲ့ပွဲမှာဒါ1-1 2-2ဖြစ်ဖို့များတယ်เนาะ2-2တေးကြခဲ့ဖြစ်ပါတယ်ကျွန်တော်1-1နဲ့ပြီးပါဖြစ်မှာเนาะအဲ့မှာကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော် HG body ပဲကျွန်တော်ကြိုက်ပါခင်ဗျာเนาะဒီပွဲတော့ကျွန်တော်ဒီအချက်လက်တွေပါလေကျွန်တော်ထည့်တွက်ထားရပါเนาะအချက်လက်ဆိုတော့ကျွန်တော်ဒီ history အချက်လက်မဟုတ်ဘဲနဲ့ lateral ဖြစ်နေတဲ့ lateral အချက်လက်နဲ့ကျွန်တော်ထည့်တွက်နေပြီးတော့ကျွန်တော်ရွေးချယ်ထားဖြစ်ပါတယ်เนาะအားကြောင့်ကျွန်တော် HG body တစ်ချောင်းနဲ့ကြိုက်ပါတယ်ခင်ဗျာเนาะ HG ရဲ့ဒီအကောင်းမလာတဲ့အင်ဝင်မှာဒီကိုနေနဲ့အနိုင်ရရှိဖို့အတွက်အားစိုက်တော့ကန်လာမှာမဟုတ်ဘူးကျွန်တော်မြင်ပါတယ်เนาะဒီနောက်တစ်ပွဲအနေနဲ့ဒါဘန်လီနဲ့မန်စီးတီးပရီးမီးယားလိမှာကဒါအာဆင်နယ်ကဟိုနေ့ကမန်စီးတီးကိုရှုံးသွားတဲ့အတွက်အမှတ်က2-1ပုံစံဖြစ်သွားတယ်ပေါ့နော်ပွဲတစ်ပွဲတာနေမန်စီးတီးဒီညမှာအဲ့ပွဲတစ်ပွဲကိုအစားကန်တော့မယ့်အချိန်မှာအနိုင်ရရှိသွားခဲ့မယ်ဆိုရင်သူကမန်စီးတီးကထိပ်ပြန်ရောက်မနေထားပေါ့ဗျာမန်စီးတီးကဂိုးစကိုကလည်းဗျာသိရမှာမန်စီးတီးတို့အသင်းကဒါလေဂိမ်းမှာတော်တော်ခက်ခဲဟိုတော်တော်ကောင်းတဲ့အသင်းပေါ့နော်ဟိုဘန်လီကို2-3 ဂိုးတွေပါထည့်သွားမယ်ဆိုရင်ဘန်လီမန်စီးတီးကပါ1-1ပါပြန်ရသွားမယ့်နေတာရှိတယ်နော်အဲ့လိုနေတာတွေတွေ့ရတဲ့အတွက်ဒီနေ့ပွဲစဉ်ကစိတ်ဝင်စားဖို့ကောင်းတဲ့နေရာမှာပါတယ်ဘန်လီကတော့ဒါပရီးမီးယားလိမှာတန်းဆင်းသွားပြီလို့ပြောလို့ရတယ်နော်ကိုပေါင်းစီကတော့485မှတ်နိုင်ကိုပေါင်းစီများနေရဲ့ချက်ကတော့ဒါမန်စီးတီးနိုင်ရီရောရှိရပါတော့ဒါဘန်လီကလည်းအိမ်ဝင်းဆိုဂိုးပဲထပ်သွင်းတဲ့အပိုင်းတွေရောရှိရပေါ်လီစီကတော့နှလုံး50ရှုံဖြစ်ပါတယ်အဲ့ဒီပွဲကိုတော့ကျွန်တော် Telegram channel မှာတင်ပြသွားမှာဖြစ်ပါတယ် Telegram channel ကတော့ဒီ comment မှာကျွန်တော် link လေးရှိပါတယ် join ထားပြီးတော့ကျွန်တော်အားပေးဖို့အတွက်ပြောချင်ပါတယ် Telegram channel join ရမယ်ဆိုတော့ကျွန်တော်ဒီ VMB 1 member 1 announcement record တွေပြီးရင်free date တွေကျွန်တော်တင်ပေးပါတယ်မောင်းတွေလည်းကျွန်တော်ပွဲကြိုက်ရင်တင်ပေးရမကြိုက်အောင်ကျွန်တော်မတင်ဘူးပေါ့နော်အဲ့မှာကျွန်တော်ဒီတစ်တွေဘာညာလိုချင်မှာကကျွန်တော် Telegram channel join ရပေးပါ comment မှာ link ရှိပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကိုဟင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ Hein Football channel လေးကတော့ဘလုံးဝခံမှချက်30ချက်တွေကိုကျွန်တော်နေ့စဉ်တင်ဆက်ပေးတဲ့ channel ဖြစ်တာကြောင့်ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးလို့ရှိရင် subscribe လုပ်ထားပြီးဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးပါ